ဓာပြ3ဦးသည်အမျိုးသမီးတဦးကိုတစ်ပင်တစ်ပင်သို့ထောင်ဖြတ်ချီနှောင်ကဓာများထုတ်ပြပြီးချင်းချောက်ခဲ့သည်အန်နာသည်ကြောက်လန့်လုံးသဖြင့်မျက်နှာဖြော့ပြီးမခုခံရတော့ပဲဓာသွားများပြန်ဝဲနေသည်ကိုသာမျက်စိကြည့်နေခဲ့သည်ထိုရေးကြီးသည့်အခိုက်အတန့်တွင်အတော်ဆူဇန်သည်အခြေအနေမမှန်ကြောင်းသဘောပေါက်သွားပြီးဓာပြများ၏ရဲဘော်ကြောင့်သောလောက်ရက်ကိုကျေလောင်စွာရှုတ်ချလိုက်သည်အန်နာသည်တပြင်းကြကဆူဇန်နောက်သို့အမြန်ပုံးလိုက်သည်ဆူဇန်အတွက်အန်နာ၏နုနယ်သည့်ခန္ဓာကိုယ်သည်အခြေအနေကိုမခံနိုင်တော့မီကိုပိုရစိုးရိမ်နေသည်ကိုမြင်ရသည်ထို့နောက်ဆူဇန်သည်ဓာပြများကိုတယောက်နှင့်တယောက်ရန်ပွဲထိုးကြရန်လှုံ့ဆော်လိုက်ပြီးအနိုင်ရသူကအန်နာကိုရယူနိုင်မည်ဟုစကားလုံးဖြင့်လှည့်စားလိုက်သည်လောဘနှင့်အာနာလိုစိတ်တို့ကြောင့်ဓာပြများသည်တယောက်နှင့်တယောက်ပြင်းထန်စွာတိုက်ခိုက်ကြသည်ထိုရုံးကန်ပွဲအတွင်းအန်နာသည်လွတ်မြောက်ရန်အခွင့်အရေးကိုရယူနိုင်ခဲ့သည်ပြေးလွှားနေရင်အန်နာသည်မောဘန်နွမ်းနယ်လုံးသဖြင့်မြေပြင်ပေါ်လဲကျသွားခဲ့သည်ထိုချိန်တွင်ပန်းချီဆရာတဦးနှင့်တွေ့ဆုံခဲ့သည်သူသည်အလျင်မြန်လာရောက်ကူညီကအန်နာ၏ဆံပင်ကိုညင်သာစွာဖိပေးပြီးသူမိအလှကိုအံ့အားသင့်စွာကြည့်နေခဲ့သည်ထို့နောက်မဆိုင်မတော့သူမကိုချီကအိမ်သို့ခေါ်သွားခဲ့သည်အန်နာသည်အနုပညာရှင်၏စတူဒီယိုတွင်နိုးထလာခဲ့သည်ယခင်ကအကြိမ်ကြိမ်လှည့်စားခံခဲ့ရသဖြင့်ယခုတိုင်မိသူကိုမျှယုံကြည်နိုင်တော့ခြင်းမရှိခဲ့ပါပန်းချီဆရာကမိမိသည်လူဆိုးမဟုတ်ကြောင်းအလျင်မြန်ရှင်းပြကအေးအေးဆေးဆေးအနားယူနိုင်ကြောင်းအာမခံခဲ့သည်သို့သောအန်နာ၏စိတ်ထဲ၌တန်တရားမပြောက်သေးပေမိတို့ဖြစ်စေတစုံတယောက်ကအကျိုးမလိုပဲကူညီပေးမိဟုယုံကြည်ရန်သူမအတွက်ခက်ခဲနေသည်နောက်ဆုံးတွင်ပန်းချီဆရာကမိမိ၏ဆန္ဒအမှန်ကိုဝန်ခံခဲ့သည်အန်နာကိုမိမိ၏စံပြမော်တဲ့ဖြစ်လိုချင်ကြောင်းပြောခဲ့သည်ခဏတုံး